2026 ခုနှစ်ဩဂုတ်လ29ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုတ်မှာအိမ်မှာပူပင်တောကတွေများနေတတ်တဲ့စိတ်တိုင်းမကြတာစိတ်အလူမကြတာလည်းများနေတတ်တဲ့ငွေရေးကြေးကန်ဒီစနေသားသမီးများအတွက်တအားကြီးကံကောင်းနေနော်အဖက်ဖက်ကနေပြီးတော့ငွေကြေးတွေဝင်လာတတ်တဲ့ရွှေလက်ဝဲရတနာအလားကိုအမှုပညာနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့ပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုဇက်တိုက်ဆိုသလိုမျိုးတွေဝင်လာတဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်စီပူလောင်နဲ့မီးပူလောင်နဲ့အပူလောင်နဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှလည်းချစ်သူစီကနေပြီးတော့မင်္ဂလာကိစ္စမင်္ဂလာတည်င်းစကားမျိုးတွေကြားရတဲ့အိမ်တော်ရေးမှလည်းစနေသားသမီးများအတွက်ဒီနေ့မှာဝမ်းသာစရာစိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကနှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအိမ်ရှိဖျားမှာတပြေ22ညကလူပေးရမှာဖြစ်ပါတယ်ရှင်